ကိုရောက်နေပြီပေါ့နော်ဆိုတော့အဲ့ရထုတ်လာထမင်းလေးစားနေရပါဟိုကလေးမျက်နှာသားပါခမောက်စုကနေကားအရှိကိုဆက်သွားလို့မရတော့ဘူးနော်အဲ့တော့ကျွန်တော် Brighter ကချိန်ရတယ် Brighter ကလာကြိုးပဲပြောတယ်အဲ့တော့ကျွန်တော်ဒီမှာထားခဲ့ပါတော့နော်အဲ့တော့ဟိုဘက်မှာဘယ်လိုသွားလို့စားဖို့လည်းအဆင်ပြေတော့မှာမဟုတ်ဘူးအဲ့တော့ကိုယ့်ဘက်ကိုစောတော့ဒီဘိုက်လည်းမစားသေးဘူးရင်တော့ဘိုက်ဖြည့်သွားမှရမယ်ညနေပဲချင်းပြန်ရောက်မှမသိဘူးဒီနေရာဟောကြီးရအမှာပေးမှဒီနားထိကောင်ကကြီးရမြုပ်နေအိုးအိမ်ဆိုရှင်မြုပ်နေပြီနာချစ်လန်သွားလို့မရတော့နော်လာသမျှဒီရေဘေးတူမဲ့ကားတွေကတော့ဒီမှာပဲခိတ်ဆုံးရတော့ပြောဘက်ကလာကြိုကြမယ်ပြောတယ်ဒီပါတယ်နဲ့ခမောက်စုစီတော့ကားသွားလို့ရစုတာပါမဟုတ်နာအဲ့ကြည့်လိုက်အဲ့မြုပ်ဘူးလောက်ရောက်တယ်ပေါ့အဲ့ဒါချီကိုရောလဲလို့အဲ့ဒါနေစတော့ဖုံးမေးဆိုင်နေဝဲတော့တော့ဖုံးမေးဘာရဘာကုန်ဟိုရှိပြီးသွားမှာပေါ့နော်အဲ့ကွာလို့ရှိရင်သိစီရမယ်ဝေးဒီနေ့ကခဏတက်ပဲကြောင်းကျတော့မှာနော်ဒီပြန်ဆွဲရပါမယ်နော်ဒီနေရာကြီးချက်ကပေးရပါကျောင်းကိုတင်နေရဟုတ်ကဲ့ဒီတည်းဟုတ်တယ်ရတယ်ရပြီကားစရာရပြီအဲ့ဘယ်တော့ဆက်နေတယ်ဆက်ဒီမှာဒီမေးရကြတယ်ထိုင်းနေ
က်ကြမှာနော်အေးမင်းတို့ကတော့ပေးမင်းတို့ရှင်းတော့ ကျွန်တော်ရှေ့ကသွားတယ် ဟောတော့အခုလည်းကြောက်ပြတယ်စီစီတော့ဝိုက်ကြမှာ တိုင်းစိတ်ချရတယ်ဟုတ်လားပါပါရောဒါလေးအတိုင်းမောင်း ဝင်လေကြောက် ဝင်လေတော့ အဲ့ထူလာတော့ကြောက်လာတော့ ကြောင်းလာကြောင်းလာဝင်လေကြောင်း ကိုရဲနေတော့အအောင်မြပေါ်တယ်နော် ပဲလေ အအောင်မြပြန်တော့ပြောတော့အရင်တောင်းတာတော့ဝိုင်းဝဲတာအားလုံးကတော့နေကြတယ်ဝိုင်းတော့ဝိုင်းဘယ်ကိုတော့မလုပ်နဲ့နော် ဘာချက်သေးတယ်ကတ်သေးတယ်ဘာချက်သေးတယ်ကောင်းတယ်အတိုင်းကောင်းတယ်အတိုင်းကောင်းတယ်ဒီဘက်နည်းနည်းယူ ချစ်တီငါပါကွာငါပါကွာချက်တော့မဟုတ်တာ ဒီကတော့မမောင်းပါရဲ့ဘိုးသားရီတော်နေပြီ မှန်ပါ ဘိုးရဲတော်ပြီပါဟို ဟော ဒါငါစင်းမဆွဲချင်ဘူးနော်အရှိရမရှိဘူးပြောတာ ကျောင်းမှာအနေရဝင်လူတော့နော်နောက်ထပ်တလေရှိရရှိရလေးလူကြီးဆရာတော်တော့ပါတယ်ဆိုရင်တော့ဆောက်လိုက်ဒီမှာပါ နောက်ကြပါ ရက်တည်းရ တကယ်ရောဝဲတော့တဲတော့ရော ကြီးကြောက်သွားဟိုတိုင်းဟိုတပေလောက်ကြောက် ရေစီးလို့လားရေစီးရတစ်ဖက်သားထောင်သွားလိမ့်မယ်ဘာမလုပ်နဲ့သူကတက်လို့ရတယ်ရမယ် ဟုတ်တယ်တဲတော့ပါတော့ ဆရာနဲ့လမ်းကြသွားမယ်ကာကြီးတယ်ဒါတော့ပြဿနာမရှိဘူးလေ
ပြောမယ်ရှိတယ်လို့အားရတယ်လေဒီလာရှော့လာပြောမယ်ရှိတယ်ဆက်လို့တက်လိုက်တော့မရဆက်လိုက်တော့ကျုံလိုက်တော့ဒီဟာကျုံလိုက်တော့ဒီဟာကျုံလိုက်တော့မစင်းလေဩဒီဟာကျုပ်တာကြီးရတယ် တို့လည်းရတယ် ကတ်ထားလိုက်တော့ရတယ်ဒီက ပြောကြတာမင်းအပေါ်လူတွေအားနာမင်းပုံချဖိုင်ကြီးရဲ့ဆိုင်ကမိုင်းကြီးနားဒီလိုရပါ တောင်းနေမှာလာတယ်တဲ့လူတွေကတောင်းနေ တဲ့ချင်တော့လှနေအောင်အေးဟုတ်တယ်မေ့တာ ဒီကတဘောတော့ဆက်ပြီးပါဦးဒီ စီမတိုင်းခါပြီးစီမဘာ အဲ့ဒါဆိုရပြီဆရာတော်ကမကြည့်ခန်းနေပြီဆရာတော်ကစီးဝဲကြောက်သွားတယ်အမလေး ဟုတ်ပြီတက် ငါမလဲချင်တော့ဘူးနော် ဟောရပြီးတော့စိတ်ကြီးခဏတန်ကတာကြီးမှာပြည်တံပုံနဲ့နိဗ္ဗာန်တပစ္စယောဟောတုဒီပိတေစရပတန်ရုံညာစရပတန်ဟုတ်ကဲ့ကျောင်းစီမောရမြိုင်ဘူးလို့ဟောပါအတွက်တက်ပါသည် နမော်လမြိုင်ခွဲတွေမနေ့ကလာလို့ပြီးတော့လိုက်ပုတ်ပြီ ဟုတ်လား မော်လမြိုင်ဟိုကရွှေနဲ့တောင်လို့ပေါ့အများကြီးရဲ့ခွဲ ဟုတ်ကြီးဟာ ငါတို့ကအားပေါက်လက်စားပါမဆန်ဘူးရအောင်ငါတို့လေမဆန်ဘူးလိုက်ဘက်နဲ့လားဘက်နဲ့လား ဟာမရတော့ ဘယ်ကိုဖတ်ဆက်ကိုအင်ဂျင်လာထောက်တာ ဟောရဘိုးကျင်လို့ ရိုက်လို့ရိုက်တော့ ဘာပြန်ကွတ်တီး အကြီးကဒီစားကွက်ကြည့် အော်လူသွားကြတယ် ရပါဒီလေးတဲ့ကောင်က โอเคခဏလေးကျွန်တော်လော်တာထားလိုက် တက်လေးလိုက်ပို့လား ကြိုက်ပေးထားမယ်ခဏ ဟုတ်လားခက်မယ်တဲ့နဲ့ ခောက်လိုက်ကျွန်တော်အဲ့လို မကျန်ဘူးမကျန် လေးကြံခဲ့ပြန်လို့ သုံးတော့တော့ပါလား မကျန်ချမ်းခဲ့မှာမတော့ ကိုကြီးရင်တက်လိုက်ကိုကြီးရင်တက်လိုက် ရနော်တော့ပြရပြရ အဲဒီလိုကိုကောင်းလို့မိမိကနာနေရောခဏတော့ကိုရုပ်ကိုရုပ်က မိုးဝဲလေးချလာ နေ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 ရလိုက်တာ
နေဟုတ်ပြီခေါင်းကောင်းမယ် တော်မမလိုက်တော့ခဲ့ ထိုင်နေမှာဒီမှာပဲ ဓမ္မကြီးခေါင်းကွဲမယ် ဘေးလိုက်မှာလားရော့တိုင်းတိုင်းကွာ လို့ရှိရင်ကိုကြီးတိုးဆောင်ကလေးမလေး တိုးဆောင်လေ ရကိုဒီမှာရိုက်မှာရဟုတ်တယ်အခလေးနောက်တော့ရိုက်တမီးဟိုအဲဒီဟာဆိုလိုက်ခေးရပါပြီ ကျူကအများကြီးလည်းဘယ်နှဘလို့ရှိလဲ 10ပုတ်ကျော်ပဲ စေဘူးကျူပေါ့ပါအဲ့ကောင်တိတက်ပေါ့ပါနော် သူကပထမဆုံးအဲ့တချင်နဲ့ပေါက်သွားတယ် တဘိုးဆုံးတဘိုးပေါ့ စာတာကောင်းတော့ဒီပြချက်လိုက်လေလူပညာစာတာပါ ညောင်လေးပေါ်တက်ရှင်တချင်းတဘုံဆိုပြဆုံးမပြရလေးပေါ်တက်နေဟမ်တော်လိုက်တော့ဘုန်းကြီးဒီကို ဒီကောင်မနော် ထိုင်နေတက်ထိုင်ဒီတော့ပြင်ချရထိုင်ဟာလားလူများတော့ကျန်ဒီတော့နောက်အဲ့လိုဟိုမှာအခက်မတင်လို့တင်မလားဟိုမှာ ပြောပါဘောလည်းရှိရနော်ဝိုင်းတာဝိုင်းတော့ ဆွဲတင်ဆွဲมาแล้วဟာတော့ထီသွားတယ် ဟိုရှင်းဗီဒီယိုလေး ဟမ် ဗီဒီယိုလေး ဗီဒီယိုတဘုံတော့ရိုက်ပြီ ဟိုမှာကလေးလေးပေါ့ တက်ရိုက်ဖို့ပဲ ရိုက်ပြီရိုက်ပြီ ဆက်တော့ဟိုတမ်းဘူးကလရဲ့ပါ အဲ့တော့ဘယ်လိုရဲလဲဆိုဆရာလုပ်တယ် ဒီနာရွာလေးချုပ်တဲ့ဘုံကြောင်းလေးတော့လူရွာရောဆက်လက်ပြီးတော့ဟိုလေးမျက်နှာဘက်ကဟိုကျောင်းမှာရှိတဲ့ရေမီးလေးပြည်သူတွေကိုတော့လူပါဘောနော်အဲ့တော့တို့လိုက်ကြည့်ပေးတာတော့သိတာဒုက္ခလူမှုကယ်ဆယ်ရေးတင်ရပါတော့ဒီလိုနဲ့ ဘာဖြစ်လို့ချွတ်တာအော်အဲ့ကိုထဲတယ် ကဲဒုက္ခပါဒသနေဒုက္ခပါဒီနေ့ခွဲစိတ်ကောင်းဝင်တော့တဲ့အစင်းအဆင်မပြေဘူးအချောင်းမလို့ကိုယ်ကတတိနဲ့ဒီအသေးရပြဒီတော့စက်ကတူကအသေးရရောဒီတော့အကုန်ဒီကိုတင်ချတာအသေးရဒီကောင်လေးပဲဗနစီရတာတရားပြဆက်လက်ပြီးတော့ဗနစီအသေးရဆက်လက်ရ9စီးပြဒီမှာဟိုနေ့ကကား25စီးပြဟိုစီဘိုးနဲ့ပဲဒုက္ခပြမတူးတယ်ကြားရဝင်ရမမလောပါဒီလိုနေရတယ်ချိုးလေးပြင်လိုက်ဒီလိုပြတော့ပြင်မကနေတော့ဒါကြီးတက်လိုက်လွတ်တယ်လေဟုတ်လားလွတ်တယ်မင်းကလည်းည
好，那个鱼。哎。ကလေးမိုးတော့ကင်လိုက်ရတာပေါ်မှာကလေးတွေရှိမယ်တဲ့ကလေးတွေရှိရအောင်နော်ဟုတ်ကဲ့ ကြောင်းတင်ကြောင်းတင်လာလေမမြင်လာလေဘုရားမှာတော့ရှိတယ် ဘာကိုင်းမှာဘာလဲဘာလဲဘာလဲ မြို့တက်ပိုင်း အမတို့လည်းပြန်ဆူပေးတယ် ဘုံလူလည်းနာနေကိုလေးရမိသားစုကသူကစိတ်ကြီးခဏတော့ဦးစင်းကတွန်သေးတိုင်းနဲ့မျိုးอ่ะ ကိုတိတ်ကလည်းအဲ့လိုပြောတယ် ဟာဒီမိုင်းနှမြောက်ကဦးစင်းလာတာကောင်းနေရေလိုင်း အဲ့ကြောင့်အတန်လည်းကောင်းတာ ဟုတ်ကဲ့ဒီမှာအာပလေတာမှာဟဲ့ပြီမယ်မဒီကအတမညီမှာဆိုဦးစင်းကခေါင်းရပါတော့ဘုရားလူပဲကိုကလာဒီအကြောင်းကြောင့်3သိန်း တဲ့ပိုးလို့ရှင်မှာဘဘတို့ကိုကြီးတော့ဖြစ်ခဲ့တယ်အသက်ကြီးရဲ့ဖဖိုးကြီးတို့နည်းဟွာဖြစ်လို့ရအောင် ဦးစင်းသိရတယ်မရောက်တာ15ရက်16ရက်ရှိစိတ်ဓာတ်ဒုက္ခအတင်းဆိုတာအပတ်ချလည်းလိုက်ပြီးဟိုကလေးတွေ မဖဖိုးကြီးဖဖိုးကြီး ဟုတ် ဖဖိုးကြီးရောဟွာဖြစ်လာ ဦးစင်းတို့အတင်းဆက်လေးကိုခေါ်နေစီပါပါစင်ချာ ဟမ်ဟမနောက်ကျန်တယ်မှာဖဖိုးကြီးနဲ့မှာဟွာဖြစ်တယ် ဟုတ်ပါဘူးရအခုဘယ်ကြောင်းတော့အင်းဝါကြောင်းဟုတ်လား လေးမျက်နှာမျိုးတွေပါ မိမယူလိုက်ရေခဲ့တာမမျိုးရေခဲ့တာဟိုရေခဲ့တာ ပစ္စည်းလေးမျက်နှာမျိုးတွေမှာလို့အမိမင်းငယ်ပါ လေးမျက်နှာမျိုးတွေရောက်လှေနဲ့ခုလက်ရှိလှေနဲ့သွားနေရပါတော့နော်သွားနေတာဒါလေးမျက်နှာမျိုးလေကောင်ကဟိုကတ္တရလမ်းမကြီးပေါ့ကျွန်တော်တို့မျိုးသူသားတနေရာစုထားတဲ့နောက်တနေရာကိုခုနတော့ဟိုမှာအကြောင်းတစ်ကြောင်းမှာကျွန်တော်ဝင်လူပြသွားပြီပေါ့နော်အခုဆက်ပြီးတော့ အမတော်လမ်း မလမ်းမကြီးပေါ့နော်မျိုးရဲလမ်းမကြီးအခုကျွန်တော်တို့ခုနအကြောင်းတစ်ကြောင်းမှာတော့ဟိုစုပြီးနေကြတဲ့နေရာကိုတော့ကျွန်တော်သွားဝင်လူပြသွားပြီဒါကတော့နောက်ထပ်နေရာနောက်ထပ်နေရာထပ်သွားနောက်ထပ်နေရာသွား ဒိတ်တာအခွဲအောင်ဆန်းတိုက်ခွဲခုမှစသေးကြတာကိုးနောက်မကျန်နေတော့တောင်းဖို့နေ သူတို့ဒီရေတွေကတော့သူတို့ကြားမှာမဟုတ်ဘူး တောင်းတယ်တဲ့ပုံစံရိုးရိုက်ပုံစံရိုးရတယ်တောင်းတယ် ဒီမှာတော့ကြားမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ဟိုပြုံပေါ်ကြီးမပြည့်မချင်းတော့ဒီမှာစားဖို့နေဆိုဒုက္ခတော့ရောက်နေအောင်အခုလက်ရှိကတော့ကျောင်းတွေမှာပဲစုပြီးတော့နေကြတာပေါ့နော်ဟိုအခုကျောင်းမှာပဲစားတော့စိတ်ပြေဖို့ကျွန်တော်ကအခုလိုက်ယူနေတာကျောင်းမှာသူတို့ကျောင်းတွေမှာသူတို့ဘာချက်ပြုတ်စားကြတယ်ပေါ့နော်ဟိုတချို့ကျောင်းကျတော့ဆရာတော်တွေကဦးစီးပြီးတော့ဆရာတော်တွေချက်ပြုတ်ကြည့်တယ်အဲ့မှာပဲလိုက်ယူတော့ဒါလေးမျက်နှာအုတ်ချုပ်ရမှုရော ဘုန်းကြီးပလင်တော်ရေစင်ပေါ်ရောက်ရက်လိုက်ဆက်တက်
မှာချိန်ရေးသမီးကိုညှော့ချတယ်ဟိုကလည်းငါမျောပေးတယ်ကြားမယ်ကြားမယ်ဘာကြမယ် တောင်းတရှင်တဲ့လူတွေပဲနေ ဒီလည်းပြောလို့မရတော့ဘူးဆရာတို့ပြောမှရတော့ လမ်းမလျှောက်နိုင်လို့အိုးဝတားစီရပါတယ် ဒီလေမေးစမ်းတော့ဒီချိန်မှာကြီးပါမယ် တောင်းသွားပြီတောင်းသွားပြီတမီးအောင်အဲ့နာနေလမ်းလျှောက်လာအဲ့တော့ဒီမှာပရောဟိတဘွဲတွေကဒီမှာပေါ့တို့ဘွဲတွေစုံပြီးတော့ရတာလည်းများလို့ရှိရင်ဒီနေတာပေါ့ဆက်လေးကားသူကားပြီးတော့ဆိုနေစင်းစီလာတွားသူကကားတစ်စင်းခက်စီရပြီးတော့လေစင်းပြန်စီရတေကူကကားတစ်စင်းစီရအဲ့ကားပြီးတော့မှကျွန်တော်တို့ဟုတ်လားလေအဲ့ဒါဒီအကုန်လုံးဒီကပရိုက်တာဘွဲကြအကုန်လုံး ဒီနေ့လည်းအင်တာဗျူးလည်းလည်းချိန်နေပါ 15ရက်တော့15ရက်8လတော့ဆိုကြပါတော့ဟိုဟာအန်ဒီဗျူးရုပ်ပေါ်လမ်းမကြီးပေါ့လမ်းမရိုက်ဖို့ရုပ်သွားပါဟိုစဖြစ်တော့ဒီလမ်းမမြုပ်ဘူးလို့ပြောဒီနေ့ကတော့မြုပ်သွားပြီပထမရေလည်းကျွန်တော်တော့ဆယ်လက်မတပီလောက်တော့တက်လာတယ်ဒီအထဲမှာရေကပိုတက်လာတယ်နောက်လူရှင်တွေလာကြပါအောင်နော်အခုလည်းဆိုတော့ပထမဖြစ်ခါသားတော့လူရှင်ဒါဒီနောက်ပိုင်းလဲထပ်ပြီးလာကြပါအောင်ဒီကမကြပါဘူးလို့ဒီကထပ်ပဲတက်လာတယ်